မင်္ဂလာပါအခုရောက်ရှိနေတဲ့နေရာလေးကတော့ GWE Fish Farm ပဲဖြစ်ပါတယ်ညီမတို့ GWE Fish Farm ဆိုလို့ရှိရင်ညီမတို့ Groundwind Group of Company ရဲ့ဒါကိုယ်ပိုင်ငါးမွေးမြူရေးကန်လေးပဲဖြစ်ပါတယ်ဒီငါးမွေးမြူရေးကန်ကနေပြီးတော့ညီမတို့ Manchai တက်စေ Fish Product တွေကိုဘယ်လိုမျိုးအဆင့်တန်းမြင့်မြင့်ထုတ်လုပ်နေလဲဆိုတာညီမနဲ့တူတူလိုက်ကြည့်လိုက်အောင်နော်GWE Fish Farm ဆိုလို့ရှိရင်ဒါ HACCP လမ်းစဉ်နဲ့နောက်ပြီးတော့ JAQP လမ်းစဉ်အတိုင်းဒီကန်တန်ရှင်းရေးရအစားငါးမွေးမြူရေးအစုံပေါ့နော်တေချာစနစ်တကျပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ရဲ့ဒီ Manchai product တွေဟာဆိုလို့ရှိရင်လည်းကြားရမိဘပြည်သူတွေလုံးဝစိတ်ချလက်ချစားသုံးနိုင်အောင်လို့တကယ်လို့မှပဲတန်ရှင်းလက်ဆက်ပြီးတော့အရည်သွေးကောင်းမွန်တဲ့ဒါ fish product တွေပဲဖြစ်ပါတယ်ရှင်GWE Fish Farm မှာဆိုလို့ရှိရင်ဒီငါးသားပေါက်တွေပေါ့နော်ဒီ nursery ဆိုရင် nursery ငါးကန် grow ဆိုရင် grow ငါးကန်တတ်ဒီလိုမျိုးတေချာလေးကိုမှခွဲခြားပြီးတော့မွေးမြူထားတာပဲဖြစ်ပါတယ်နောက်ပြီးတော့ညီမတို့ဒီငါးတွေကိုကျွေးတဲ့အစားအစာတွေဆိုလို့ရှိရင်လည်း export quality protein ပြည့်ဝတဲ့အစားအစာတွေကိုကျွေးရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီငါးကန်မှာရှိတဲ့ငါးတွေကလုံးဝ protein ပြည့်ဝတဲ့ငါးတွေပဲဖြစ်ပါတယ်နောက်ပြီးတော့ညီမတို့ဒီကန်ကိုဆိုလို့ရှိရင်လည်း HACCP နဲ့ JAQP လမ်းစဉ်တိုင်းပုံမှန်တန်ရှင်းလုပ်တဲ့အတွက်ကြောင့်မလို့ type တွေအမိုက်တွေလုံးဝမရှိပဲကန်လည်းလုံးဝတန်ရှင်းပါတယ်အဲ့အတွက်ကြောင့်မလို့ညီမတို့ရဲ့ဒီ product တွေဟာဆိုလို့ရှိရင်လုံးဝဒါဒိုက်ဆော်လည်းမနှံဘူးလုံးဝတန်ရှင်းလက်ဆက်တဲ့ဒီငါးတွေကိုရရှိရပဲဖြစ်ပါတယ်ရှင့်
ရဲ့ man choice တစ်စိတ်ဟာဆိုလို့ရှိရင်အခုလိုမျိုးဒီငါးကန်အားစပြီးတော့ဒါမိဘပြည်သူတွေလက်ထဲကိုရောက်တဲ့အထိအဆင့်တိုင်းကို international standard နဲ့အညီထုတ်လုပ်ပေးထားပဲဖြစ်ပါတယ်ညီမတို့ Grand Wing Group Company အားဆိုရင်စားသုံးသူမိဘပြည်သူတွေကိုအကောင်းဆုံးနေပေးဖို့အတွက်အမြဲတမ်းစူးစမ်းလျက်ရှိပါတယ်ရှင်GWE Fish Ban မှာရရှိလာတဲ့ငါးများကိုအလေးချိန်စိုက်ပြည့်မိခြင်းရှိမရှိစစ်ဆေးပါတယ်။တန်ရှင်းလုပ်ပြီးရနောက်မှာတော့ငါးများကိုစတင်အသားနှွာပါတယ်။အယိုးတွေကိုတေချာတန့်စင်ပြီးရဲ့နောက်အရေကုန်ခွာပြီးသတ်မှတ်ထားတဲ့အလေးချိန်ရရှိခြင်းရှိမရှိပြန်လည်စစ်ဆေးပါတယ်။ပြီးရင်တော့ရရှိလာတဲ့ fish fillet တွေကို frozen -40 degree နဲ့ခဲပြီးရဲ့နောက်မှာတော့ fish fillet product ရရှိပါပြီ။ကျမတို့ Grand Wing Group Company ရဲ့ကိုယ်ပိုင် brand ဖြစ်တဲ့ Man Choi နဲ့ Twin Brother brand တစ်စိတ် fish fillet ရဆိုရင် food safety ဘိုင်းကိုငါးကန်မှာစားသုံးသူတွေလက်ထဲရောက်ရှိသည့်အထိ HACCP လမ်းစဉ်နဲ့အညီစနစ်တကျထုတ်လုပ်ထားတဲ့ product ဖြစ်ပါတယ်။စားသုံးသူတွေလက်ဝယ်ရောက်ရှိတဲ့အခါအကောင်းဆုံး quality တွေကိုပေးစွမ်းနိုင်အောင် product ရဲ့အပူချိန်ကအစသေချာစနစ်တကျထိန်းသိမ်းထားပြီးအရည်အသွေးကိုအဓိကထားတဲ့ product ဖြစ်ပါတယ်။ကျမတို့ Grand Wing Group Company ဟာဆိုရင် Man Choi, Twin Brother တစ်စိတ်တွေနဲ့ Fish Fillet အပြင် Frozen product များစွာကိုကောင်းမွန်သောအရည်အသွေးတင့်တော်သောဈေးနှုန်းများဖြင့်ချစ်ရတဲ့မိဘပြည်သူများစီအရောက်ပို့ပေးနေပြီဖြစ်ကြောင်းသတင်းကောင်းပါလိုက်ရပါတယ်ရှင်။